ဒီနေ့မှာတော့မနေ့ကလောက်ပြထားတဲ့တရက်ချင်းလေးကိုတုတ်စားမှာပဲဖြစ်ပါတယ်။ဒီနီလန်းလေးကတော့အရန်ကိုမှလွယ်ကူရိုးရှင်းတဲ့မြမရိုးရာတရက်ချင်းတုံလေးစစ်စစ်ပဲဖြစ်ပါတယ်ရှင်။ပထမဦးစွာကြက်သွန်နီပပလေးထားတာကိုရေးဆေးပြီးထည့်ပေးပါမယ်။မြုပ်သီးလေးကိုတော့မိမိစိတ်တိုင်းကျထည့်လို့ရပါတယ်ရှင်။မြမကတော့9000လောက်ထည့်ပြီးတော့သုံးပေးထားပါတယ်။အရသာအတွက်အချွန်မုံအနှဲငယ်နဲ့စားအနှဲငယ်ကိုထည့်ပေးပါမယ်။စီကိုတော့ပုံမှန်တုတ်တွေထက်အနှဲငယ်ပိုပြီးတော့ထည့်ပေးပါမယ်။လိုအပ်တာရင်အားလုံးထည့်ပြီးသွားရင်တော့တေချာသမအောင်နေပေးလိုက်ပါမယ်ရှင်။ကဲအခုဆိုရင်တော့အရသာရှိပြီးသမင်းစားလို့မြင်တယ်လူမျိုးဘာသာမျိုးစားသုံးလို့ရတဲ့မြမရိုးရာတရက်ချင်းတုတ်စစ်စစ်ကလေးရလာပါပြီရှင်။လိုရတာလွယ်ကူပြီးတော့ဘယ်ဟင်းနဲ့မဆိုလိုက်ဖက်တာကြောင့်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါအောင်ရှင်။ဒီနေ့ညစာလေးကတော့ပစွန်ကျော်နဲ့တရက်ချင်းတုတ်လေးပဲဖြစ်ပါတယ်။အားလုံးပဲသုံးဆောင်ကြပါအောင်လားရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။